Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပေးမှာကတော့ Telegram Premium Telegram Star ပြီးတော့ Mobile Legends Diamond တွေကိုဈေးချွတ်ချွတ်နဲ့ဘယ်လိုဝယ်လို့ရမလဲဆိုတာပြပေးပါမယ်သူက Telegram မှာအခုကျွန်တော်ပြထားတဲ့ Amazon Box ဆိုတဲ့ဘောလေးတစ်ခုရှိရဲ့အဲ့ဘောလေးကိုကျွန်တော်ရှာလိုက်ပါပြီးရင်ကျွန်တော် parcel လုပ်ရမယ်ဆိုတော့ကျွန်တော်စလိုက်မယ်ပေါ့ဗျာကျွန်တော်စားလိုက်မယ်ဆိုရင်တော့ဒီလိုမျိုးကျွန်တော်လူရေနောက်ပြီးကိုယ့်ရဲ့မှာ ID ကိုယ့်ရဲ့မှာနာမည်ပေါ်လာလိမ့်မယ်ဗျာကျွန်တော်ရဲ့မှာ profile နဲ့ကိုကျွန်တော်ဝင်ကြည့်မယ်ဗျာအမှကျွန်တော်မှာ wallet ထဲမှာ point 600ရှိတယ်ကျွန်တော်ဒီမှာမရှိဘူးပေါ့ဗျာကျွန်တော်ပြီးရင်ကျွန်တော်ဝယ်ပြပါမယ်ကဲအခုကျွန်တော်ဆက်လုပ်ပါပြပေးမယ်နော်ကျွန်တော်အခု Amazon Coin နဲ့ဝင်ကြည့်မယ် Amazon Coin နှိပ်လိုက်ပြီဒီမှာ tracking order by point ဆိုပြီးတော့ရှိရဗျ tracking order ဆိုတာကိုဝယ်ယူပြီးပစ္စည်းကိုပြန်ရှာရတဲ့နေရာမှာအသုံးပြုရဗျပြင်ကျွန်တော် point ဝယ်ထဲဝင်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်ဒီလိုစိတ်နှုန်းနေကြလာလိမ့်မယ်ဒီမှာမြန်မာငွေရရဗျပြီးတော့ USDT Binance Payment ပေါ့နော်အားရကျွန်တော်မြန်မာ payment တွေကိုတစ်ချက်ဝင်ကြည့်မယ်နော်မြန်မာ payment မှာ Visa Pay only ပဲရရပြီးတော့သူဒီမှာနှုတ်မှာရေးထားပေးတာကငွေရောက်ဖို့ဆိုရင်တရက်ဒါမှမဟုတ်3ရက်အထိကြာနိုင်တယ်သူကငွေထည့်ရတော့အလောက်ကြာတယ်ဒါပေမဲ့3ပြူရတဲ့အချိန်မှာတော့သူကမြန်နေဗျငွေပြည့်ရမြန်ဆန်ခြင်းတော့ကျွန်တော်ဘိုင်းနဲ့ payment ကိုတော့သုံးရမယ်ဘိုင်းနဲ့ဖြစ်ရင်တော့မြန်နေပဲကျွန်တော်စားဘက်ထဲကိုဝင်ကြည့်မယ်ဆိုရင်ကျွန်တော်အခုကျွန်တော်စားဘက်ကိုနှိပ်လိုက်မယ်ပေါ့ဗျာပြီးရင်တေးရန်ပီမီယံဈေးနှုန်းတွေကျွန်တော်ကြည့်မယ်တစ်လ3လ6လ12လအထိရတယ်ပြီးတော့တစ်လကို20 point ကျတယ်မယ်တစ်လကို20 point ဆိုတော့ကျွန်တော်ဈေးနှုန်းလေးဝင်ကြည့်ကြမယ်ကျွန်တော် social service ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးရင် Buy Point ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်မယ်ပြီးတော့ကျွန်တော်တစ်လကို85,500ဆိုတော့ကျွန်တော်ပြပေးမယ်ဗျာ85,500ဆိုတော့5ချိန်ထည့်ရမယ်တစ်လကို5ချိန်ထည့်ရမယ်တစ်လကို5ချိန်ထည့်ရမယ်ပြီးတော့ဈေးနှုန်းကိုကျွန်တော်အကြမ်းမြင်ပဲတွက်လိုက်မယ်ဗျာ1,900 1,800ဆွန်းလိုက်ကြမယ်ဗျာပြန်ထွက်လိုက်မယ်ဗျာပြန်ထွက်ပြီးတော့ကျွန်တော်စားပြီး